အဆိုဝါဒနာရှင်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြသွားပြီးမှကကြတော့ဒါ DJ 20အစုံလိုက်1950ဘတ်တန်ဖြစ်ပါတယ်ခင်ဗျာငွေကြိုလွှဲပြီးမှမယ်ဆိုရင်တော့ပုခအပီးဖြစ်ပါတယ်เนาะပစ္စည်းရငွေရှင်းပါတယ်ဆိုရင်တော့ပုခ100ဘတ်ထပ်ပြီးရတယ်1850ဘတ်ကျတယ်ပစ္စည်းရငွေရှင်းပါတယ်ဆိုရင်တော့ပုခ100ဘတ်ကိုငွေကြိုလွှဲပြီးရတယ်ပစ္စည်းဖို့1950ဘတ်ကိုပစ္စည်းရောက်မှပတ်စံပေးရပါတယ်ခင်ဗျာโอเคเนาะအခုဒါ DJ 20 1950ဘတ်ကကြတော့ဒါအကုန်လုံး original တွေကြီးပဲဖြစ်ပါတယ်เนาะလုံးဝ share အကောင်းစားတွေကြီးပဲဖြစ်ပါတယ်ခင်ဗျာโอเคဘာတွေပါလဲပေးရတဲ့ဈေးတွေတန်းတာညီကိုလေးတွေတစ်ချက်ကြည့်သွားပြီးပါเนาะအခုပြသွားပြီးပါမယ်ခင်ဗျာပုံမှန်တိုင်းပဲ DJ 20 all တွေကကြတော့ဒီလိုမျိုးဆက်ပါတစ်ပါမိုက်ပါတစ်ပါနှစ်ပါလာပါတယ်เนาะဆက်ပါထဲမှာဘာကြီးပါလဲမိုက်ပါထဲမှာဘာကြီးပါလဲအခုပြသွားပြီးမယ်ခင်ဗျာเนาะဒါအောင်တော့လုံးဝကိုအတန်သွင်းအတန်ဖန်လုပ်လို့ရတဲ့ DJ 20အဆူတော့အတန်ဖြောက်လို့ရတဲ့ sound ကအကြီးဖြစ်ပါတယ်ခင်ဗျာပုံမှန်တိုင်းပဲဘက်ထရီ2400တောင်ပါမယ်ခင်ဗျာเนาะဆက်ဖာထဲမှာဆိုရင်ပါတဲ့ကျိုးတွေကိုအကုန်ပြသွားပြီးပါမယ်เนาะသူရဲ့ဆက်ဖာထဲမှာဆိုရင်သူရဲ့ original နဲ့ချက်ကျိုးအရှိလုံးဝ share အကောင်းစားကြီးပါမှာဖြစ်ပါတယ်ခင်ဗျာပြီးသွားပြီဆိုရင်လည်းနှစ်ချက်အပေါက်ပါတဲ့ဖုံးသမားတွေအတွက်ကကြတော့ light ကျိုးနှစ်ချောင်းပါမယ်ခင်ဗျာပြီးသွားပြီဆိုရင်နှစ်ချက်အပေါက်မပါတဲ့နောက်ဆုံးပေါ်တိုက်စီဖုံးသမားတွေအတွက်ကြတော့တိုက်စီ light ကျိုးတစ်ချောင်းပါမယ်ပြီးသွားပြီဆိုရင် iPhone သမားတွေအတွက် iPhone သုံးနေတဲ့သူတွေဆိုရင်တော့ iPhone light ကျိုးတစ်ချောင်းပါမယ်ပြီးသွားပြီဆိုရင်စောင့်ကက်အားသွင်းကျိုးတိုက်စီအားသွင်းကျိုးတစ်ချောင်းပါမယ်ကျိုးကတော့စုပေါင်း6ချောင်းပါမယ်ဒါကတော့ဆက်ဖာထဲမှာပါတဲ့ကျိုးတွေဖြစ်တယ်ခင်ဗျာเนาะလုံးဝကိုအရှယ်တွေကြီးပဲเนาะဟိုဘယ်ဖုံးမဆိုလိုက်လွှင့်လို့ရတဲ့စောင့်ကက်ဖြစ်ပါတယ်เนาะ DJ 20ကတော့ okay ဒါတွေကတော့ DJ 20စောင့်ကက်ထဲမှာပါတဲ့1950တဲ့เนาะအစုံလိုက်မှာပါတဲ့စောင့်ကက်ထဲရဲ့ကျိုးတွေဖြစ်ပါတယ်เนาะလိုက်ကျိုး၄ချောင်းအားသွင်းကျိုးတစ်ချောင်းနှစ်ချက်တစ်ချောင်းကျိုးစုပေါင်း6ချောင်းပါမယ်အစုံလိုက်ဖြစ်တဲ့အတွက်နောက်ထပ်တစ်ပါထပ်ပါမယ်เนาะဒါကောင်ကတော့ DJ 20အစုံလိုက်ကို1950ဘတ်တန်ရဲ့မိုက်ဖာဖြစ်ပါတယ်เนาะမိုက်အစုံလိုက်ဖြစ်ပါတယ်ခင်ဗျာโอเคအခုပြသွားပြီးပါမယ်เนาะပထမအဦးဆုံးလီကာပါမယ်เนาะလီကာပါမယ်เนาะအရန်ကိုမိုက်မယ်เนาะတရှင်းဆိုတဲ့အခါကျရင်လီကာကလုံးဝကိုလိုအပ်ပါတယ်เนาะအတန်သွင်းအတန်ဖန်တဲ့အခါကျရင်အတန်ပိုကောင်းမှုအတွက်ဒီကောင်သုံးလို့ရပါတယ်လီကာပါမယ်เนาะသူကအခုဒါ1950တန်ကကြောင့်လုံးဝကိုသူ့ရဲ့ original တွေကြီးပဲဖြစ်ပါတယ်เนาะမိုက်ကတော့လုံးဝကို share မိုက်မယ်ညီကိုတွေเนาะလုံးဝကို AD300 လိုက်လုံးဝမိုက်အကောင်းစားကြီးဖြစ်ပါတယ်เนาะပြီးတော့ဆိုရင်သူ့ရဲ့မိုက်ကျိုးပါမယ်เนาะ AD300 မိုက်ပါမယ်သူ့ရဲ့မိုက်ကျိုးပါမယ်မိုက်ကျိုးကအစားလုံးဝကို share ဖြစ်ပါတယ်เนาะဘာလို့လဲဆိုတော့သူကမိုက်ဆက်ထဲမှာမိုက်အတန်ထိန်းနေဆက်ပါလို့ဒီလိုမျိုးကျိုးနဲ့လာတာဖြစ်ပါတယ်เนาะမိုက်ပါမယ်မိုက်ကျိုးပါမယ်ဒါ DJ 20ရဲ့ original မိုက်ဖြစ်ပါတယ်เนาะ AD300 မိုက်အကောင်းစားကြီးဖြစ်ပါတယ်ခင်ဗျာเนาะမိုက်ပါမယ်မိုက်ကျိုးပါမယ်ပြီးသွားပြီဆိုရင်မိုက်ခွဲပါမယ်ပြီးသွားပြီဆိုရင်မိုက်အစွတ်ပါမယ်ခင်ဗျာပြီးသွားပြီဆိုရင်ဒေါက်ကလစ်เนาะခုံမညက်ပေးရတယ်ဒေါက်ကလစ်ပါမယ်ပြီးသွားပြီဆိုရင်เนาะမိုက်တောက်ပါမယ်1950တဲ့ရဲ့မိုက်တောက်ကကြတော့ဒီလိုမျိုးစလိုက်မီးပါတယ်မိုက်တောက်ဖြစ်ပါတယ်ခင်ဗျာเนาะဒီလိုမျိုးစလိုက်မီးပါမယ်1950တဲ့ကကြတော့ကိုကမီးလင်းကျင်လဲရတယ်ဖွင့်ပလက်ထိုးပေးရပါတယ်เนาะမီးဖွင့်ထားလဲရတယ်ပိတ်ထားလို့လည်းရတယ်ကာလာမျိုးစုံပြောင်းလို့ရတယ်เนาะကိုကတကယ်စတူဒီယိုခန်းမတဲ့ပုံစံမျိုးလုပ်ချင်တယ်เนาะညီရ KTV ပုံစံမျိုးဖမ်းချင်တယ်ဆိုရင်เนาะဆလိုက်မီးတွေပါတယ်ကိုတီးတန့်ဝဲနေစရာမလိုဘူးเนาะဒါ1950ဘတ်တန်အစုံလိုက်ကကြတော့ဟို AD300 မိုက်အကောင်းစားပါမယ်ပြီးသွားပြီဆိုရင်ဒီလိုမျိုးလုံးဝကိုစလိုက်မီးတွေပါတဲ့မိုက်တောင်းနဲ့ရမှာဖြစ်ပါတယ်เนาะအရန်ကိုမိုက်မညီကိုလေးเนาะပြီးသွားပြီဆိုရင်1950တန် DJ 20အစုံလိုက်ကကျတော့နှစ်ချက်ကအစလုံးဝကို share အကောင်းစားကြီးကျိုးအရှိကြီးဖြစ်ပါတယ်ခင်ဗျာเนาะအခုပြသွားပေးတာဒီအကုန်လုံးကเนาะဒါစတူဒီယိုတစ်စင်စာပစ္စည်းရောက်တာနဲ့တန်းသုံးပဲဘာမှကိုထပ်ဝယ်စီရမလိုဘူးเนาะ DJ 20 1950ဘတ်တန်အစုံလိုက်ဖြစ်တယ်ငွေကြိုလွှဲပြီးမှမယ်ဆိုရင်တော့ပုခအပီးဖြစ်ပါတယ်ခင်ဗျာတော့ပစ္စည်းရောက်ငွေရှင်းမှလည်းဆိုရင်တော့ပုခ100ဘတ်ထပ်ပေးရတယ်1850ဘတ်ကျတယ်ပစ္စည်းရောက်ငွေရှင်းမှလည်းဆိုရင်တော့ပုခ100ဘတ်ကိုငွေကြိုလွှဲပေးရပြီးရောပစ္စည်းဖို့1950ဘတ်ကိုပစ္စည်းရောက်မှပတ်စံရှင်းရပါတယ်ခင်ဗျာတော့အဆိုဝါဒနာချင်းတွေမှာယူအားပေးခြင်းနဲ့ဆိုရင်အခုအကိုရဲ့ဒီ live လွှင့်နေတဲ့ဒီ TikTok chat box အောက်မှာတော့နံပါတ်လေးစာဖုန်းနံပါတ်ပေးမှာလို့ရတယ်လို့ကိုရဲ့ဒီ TikTok profile အောက်မှာလည်း Facebook link ချပေးထားတယ် Facebook Messenger မှာလည်းလာပြီးတော့နံပါတ်လေးစာဖုန်းနံပါတ်ပေးမှာလို့ရတယ်ပစ္စည်းရောက်တော့လို့မစင်တက်ဘူးမရှိတက်ဘူးဆိုရင်လုံးဝကိုစိတ်ပူစရာမရှိပါဘူးเนาะကိုရဲ့ဒီ live လွှင့်နေတဲ့အချိန်မှာ TikTok live ထဲမှာရှိတ်ပြီးတော့မေးလို့ရတယ်လို့ Facebook Messenger နဲ့ဗီဒီယိုကောခေါ်ပြီးတော့မေးလို့ရပါတယ်ခင်ဗျာเนาะလူကြီးတဲ့ညီကိုလေးတွေမှာယူခြင်းနဲ့ဆိုရင်တော့အကိုရဲ့ TikTok chat box ကိုလာပြီးပါเนาะအားလုံးပဲကိုကြီး like and share အသေးလေးကူညီပြီးတော့ကြပါဦးလို့အားလုံးမျက်နှာရက်ခံပါတယ်เนาะဒါကြတော့ DJ 20 original တွေပဲအကုန်လိုက်အစုံလိုက်ကို1950ဘတ်တန်ဖြစ်ပါတယ်ခင်ဗျာညီကိုလေးတွေเนาะ like and share အသေးလေးကူညီပေးကြပါဦးခင်ဗျာ